မနေ့ပြန်ကြလို့ရှိရင်ထမိန်သွားပြီးခိုးမှဆိုတော့မင်းဘဒူးအိမ်မှာထမိန်သွားပြီးခိုးရမလဲဆိုတဲ့ကိစ္စကိုမစုံစမ်းပြီလား စုံစမ်းပြီဆရာအဲ့ဒါတော့မပူနဲ့ ဘဒူးအိမ်မှာ ဟွာဗတဲ့တောင်ပိုင်းကဒေါခင်ညွန့်လို့အိမ်မှာ အိုးဘာကြောင့် ဟုတ်ဘာကြောင့်လဲမေးရဆရာလဲအဲ့အိမ်မှာ तू ကပြိုကြီးတယ်နေတယ်ဟိုလာလည်းမဲ့ तू ကဧည့်သည်မင်းကလေးတို့များရတဲ့အတွက်အများကြီးများနိုင်ခဲ့ရှိတယ်ထမင်းတွေအများကြီးရနိုင်ခဲ့ရှိတယ် Oh my god ခမန်းကြီးကထမိန်ဘယ်နှစ်ထည်လောက် ခမန်းကြီးကပြောမှဆိုရင်တော့3-4ရောက်ဟွာသူ့ပေါင်း10ရောက်တော့ဆိုချီတော့တယ်ဆို10တယ်လောက်တော့ရှိတော့တယ်လန့်ထားတာမြင်ခဲ့ ထမိန်စေတယ် Oh my god မေးစင်အဲ့ဆိုငါအကြီးချမ်းသာမကိမ့်မယ်ထမိန်နေအများကြီးဆိုတော့ Oh my god ထမိန်တစ်ထည်ကိုရေးချနဲ့3000နဲ့တွက်ကြည့်3000ဆိုတော့ရောက်10တယ်ဆိုတော့ရောက်3000 Oh my god ငါအကြီးချမ်းသာပြီ3000ဆိုလို့ရှိရင်ရောက်လုံးဝဂွင်းကြီးရနော်ငါပြောမယ်နော်ဒီဂွင်းကိုဘဒူးမှမသိသေးနဲ့သဘောပေါက်လားမင်းသားလေးတိတ်တိတ်ကလေးလှုပ်ရှားဘာလို့လဲဆိုတော့ဒိုးလို့ဂွင်းမျိုးတွေကိုဖန်ကြီးနေကြတဲ့ကောင်တွေကမတရားပဲတားပဲနော်ဒိုးလို့ဂွင်းတွေဖန်ကြီးနေတဲ့ကောင်တွေတားအဲ့တော့ဒီဂွင်းကိုမင်းဘဒူးမှမသိသေးနဲ့နော်အဲ့လုံငယ်ပဲမနေ့ပြန်စားမှာအဲ့လုံငန်းကိုမနေ့ပြန်စားမှာဟိုကောင်တွေကိုတိုင်မင်းအဲ့ဒါဘဒူးမှမသိသေးနဲ့သဘောပေါက်လားတူတူတိတ်တိတ်စားတော့နော်ဟုတ်ပြီလားအဲ့မင်းသွားတော့ငါလည်းသွားပြီ